မြို့ထဲမှာရှိတယ်ရှေးဟောင်းစာတိုက်အဆောက်အဦပေါ့နော်အရင်ခေတ်တုန်းကတော့စာပိုးတွေပါတုံးခဲ့တဲ့စာတိုက်ကြီးဖြစ်ပါတယ်ရှေးဟောင်းစာအုပ်ပုံစံတွေကလာတယ်ဒါကရှေးဟောင်းပုံစံဖြစ်တော့လည်းပစ္စည်းတွေရင်းနေတာပေါ့ဆိုတော့ရှေးဟောင်းတိုက်ပုံစံကအရင်တော့စာပိုးတဲ့နေရာတွေပေါ့ဒီဒါတွေကတော့ကလော number 1 06021စာထဲရစာသိန်းချင်းနဲ့9နိုင်နဲ့17နိုင်တကားချက်လေးဆိုလည်းခုဒီလာတော့လာနေတော့တယ်ပြထားရဆိုစာတိုက်တဲ့နေရာတွေလာရှေ့အောင်ရင်တော့ကျုံးနေပါနဲ့မိုးတော့အမိုးတော့ကျုံးနဲ့ပုံကြီးနဲ့ဆိုတော့မနေ့ကဒီစားလေးရှိရင်ဟိုကလက်ရတော်တော်မိုက်တယ်ခုခေတ်ကအဲ့လိုလက်ရမတွေ့ဘူးလွယ်ဦးတယ်နော်တော့ဒါလေးကကျွန်တော်တို့စာသားရဲ့ရှင်းမျက်နှာစာလာပြီပေါ့ဒီတော့စာပို့ကြဒီကနေစာပို့သူကတော့ဘူးမှသုံးချတော့ဘူးဆိုတော့ပြစ်ထားခံရတာပေါ့သူကတော့ရှင်းအောင်စာတိုင်းလေးရှိတဲ့ရဆိုတော့ကျွန်တော်အကြောင်းမိုက်လိုက်ရမန်စောက်ဦးလေးနဲ့တမှုရိုက်လို့တော့လာတယ်ကြာရှင်းပါလေစောက်ပုံကတရားမိုက်တာနော်မတရားတမှုလေးတော့ရိုက်လို့ရတော့ရှစ်ခေတ်လူတွေစာပို့ခဲ့တဲ့စာသားကြီးပေါ့ဘလော့ရောက်တော့လည်းအမရရိုက်လို့ရတယ်